champion တွေရဲ့ပုံမှာဆင်နွှဲထားတာကိုသူတို့ကြည့်ရှုလိုက်ကြရအောင်ရှင်passport လက်ခံရရှိသွားပြီဖြစ်တဲ့ရန်ကုန်ကလတိကုံပတ်တီဘုံတိုင်းကျွန်တော်အတင်းနေတယ်ပြန်ပွဲမှာဘယ်လိုလဲအကောင်းဆုံးပြေးလို့ရမယ်ဆိုတာကျွန်တော်စဉ်းစားထားတယ်။အဲ့တော့ကျွန်တော်ဒီတင်တာတွေတော့လည်းကျွန်တော်ပြန်လာကြနေပြီးတော့နားချိန်ပြတ်ပေါင်းပြီးတော့ဖက်ကြီးလည်းပုံပို့မှာ။အဲ့ဒါ8နာရီနဲ့9နာရီအနည်းငယ်ရှိပါတယ်ကျောင်းဒီခုလုံးမှာကျွန်တော်တို့ဘေးမှာ90ဖြစ်စဉ်ရှုံးနေဖြစ်စဉ်ဘေးနားမှာရှိခဲ့တယ်ဆိုတော့လူတစ်ယောက်ချင်းစီကကျွန်တော်ရဲ့ market trainer များမိသားစုများလုံးဟိုကျွန်တော်တို့ကျေးဇူးတင်ပြောကြရင်ဒီ carnival event တွေမှာကောင်းမွန်တဲ့ event တွေနဲ့ဖန်တီးနိုင်ပါစေလို့ပြောတတ်ပါတယ်အားလုံးကျေးဇူးပါခင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ကဒါဖောင်ကပြောသွားသလိုပဲပေါ့နော်ဒီလိုမျိုးရန်ကုန်ကလတိကျေးဇူးတင်ပါတယ်ရှိပါလိမ့်ရှင်ဆက်လက်ပြီးတော့ကျွန်တော်တို့ sporting partner တူဖြစ်တဲ့ KFC မှာ Group Marketing Assistant Manager ဖြစ်သူတော့အေးမြတ်မောင်မစနစ်ထပ်တို့လေးဆောင်ဖိတ်ကြားအပ်ပါတယ်ကျေးဇူးထူးပဲတင်ရှိပါရရှင်ဆက်လက်ပြီးတော့ကျွန်တော်ရဲ့ partner agency ဖြစ်တဲ့ Mandalay Advertising မှာ CEO ဦးကျော်စီရအားစနစ်ထပ်တို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှိပါတယ်ဆက်လက်ပြီးကျေးဇူးထူးပဲတင်ရှိပါရရှင်ကျွန်တော်တို့ပြည်သက်ကြီးအခုကတော့ဒါပေါ့နော်ကျွန်တော်တို့ရန်ကုန်ကလတိကိုရဲ့ကစားချန်ပီယံဆုကြီးကိုဘယ်လိုမျိုးစ조사ပြီးတော့ရယူခဲ့လဲဆိုတဲ့ခရီးစဉ်တစ်လျှောက်ကိုပြန်လည်ပြီးတော့ recap ပြုလုပ်ထားတာလည်းဖြစ်ပါရရှင်ကျွန်တော်ရဲ့ပြည်သက်များအနေနဲ့လည်းရန်ကုန်ကလတိကိုအသင်းကနေပြီးတော့ဂျူဆောင်ခဲ့တဲ့